ရှင်သေးကြီးဘယင်းဘဝတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့ဟောသူကပရောဟိတ်ပုံနာကြီးတရားရုံးမှာသူ့ကိုတရားဆုံးဖြတ်ဖို့ဘယင်းကြီးကယာရုခန့်ထားတာအဲ့ဒီလိုယာရုခန့်ထားတဲ့ပရောဟိတ်ပုံနာကြီးကဒီပိုင်းမှာဆိုလို့ရှိရင်တရားရေးမှာလာရင်ဆိုင်တဲ့ပုဂ္ဂိုလ်ကြီးပတ်စံပေးတဲ့လူငွေထိုးတဲ့လူသူကအနိုင်ပေးတယ်တစိုးလက်ဆောင်စားတယ်ခေါ်တော့ပတ်စံပေးရင်အနိုင်ပေးလိုက်အဲ့ဒီလိုသူကတရားဆုံးဖြတ်ခဲ့တယ်တရားသူကြီးဖြစ်ခဲ့တယ်တဲ့အဲ့ဒီယသိကြီးကဘယင်ကိုငကောဘယင်ကနေတောထွက်လာတော့ယသိဖြစ်နေတာအဲ့ဒီသူဘယင်ဘွားတုန်းကသူနန်းတော်မှာရှိတဲ့လူတွေအားလုံးကိုဥပုသ်ဆောင်ခိုင်းတယ်ဥပုသ်နေကြအမတ်တွေဝန်ကြီးတွေအားလုံးဥပုသ်ဆောင်ခိုင်းတယ်နန်းတော်သူနန်းတော်သားတွေဥပုသ်ဆောင်ခိုင်းတယ်သူကိုယ်တိုင်လည်းဥပုသ်ဆောင်အဲ့ဒီနေ့ကျတော့ဘယင်ကြီးစီအခါစားရောက်လာတဲ့အခါကျတော့ဘယင်ကြီးကမေးတယ်မကြီးတို့ဒီကနေ့ဥပုသ်နေ့ဥပုသ်ဆောင်ကြရလားလို့ဆိုကျန်တဲ့အမတ်ကြီးတွေကမှန်ပါဗျာတပည့်တို့ဥပုသ်ဆောင်ပါတယ်ဗျာပေါ့အကုန်လုံးကစောင့်ပါတယ်နဲ့ပဲအဲ့ဒီပုံနာကြီးမေးလိုက်တဲ့အခါကျတော့သူကတရားရုံးကဆင်းလာခဲ့ပြီလေမဟုတ်တာတွေလှုပ်ထားခဲ့ပြီသူကအဲ့တော့ညနေအိမ်ပြန်ကနေဘယင်ကြီးစီလာတော့ဘယင်ကြီးကဆရာကြီးရောဘယ်နဲ့တော့ဥပုသ်ဆောင်လားဆိုစောင့်ပါတယ်တဲ့သူကသူများတွေကစောင့်ပါတယ်ထဲမှာ तू မစောင့်ပါဘူးလို့ပြောရမှရှက်တယ်လေလူကလည်းသူများတွေလှုပ်ရတဲ့နဲ့ကိုမလှုပ်ရင်ရှက်အဲ့တော့စောင့်ပါတယ်လို့ပြော तू လိန်ပြောလိုက်တာပဲဆင်းလာတဲ့အခါကျတော့ဘေးကအမတ်ကြီးတွေကဘယ်နဲ့လဲဆရာကြီးဥပုသ်လည်းမယူဘဲနဲ့ဘယ်နဲ့ကြောင့်ဥပုသ်ဆောင်တယ်လို့ပြောခဲ့တာတုံးဆိုတော့ तू ကဘာပြောတော့ဆိုမနဲ့ကလည်းနေစာမစားဘူးတဲ့အာယုစာမနဲ့စာပဲစားခဲ့တယ်မွန်းလွဲတဲ့အချိန်မစားသေးဘူးအိမ်ပြန်ရောက်ရင်ညစာမစားတော့ဘူးသွားတိုက်ပြီးရင်ဒီနေ့ကျတော့ဥပုသ်ယူလိုက်မယ်ပေါ့ညထက်ဝက်ဥပုသ်တော့ရအိမ်ထဲပြန်ရောက်ရောပါဇတ်တွေပါတွေဆေးကြောပြီး तू ကမစားတော့ညစာမစားဘဲနဲ့ဥပုသ်ဆောင်လိုက်အဲ့ဒါလေးက तू လုံးလိုက်တဲ့ကုသိုလ်ကံနောက်တစ်ခုက तू တရားရုံးမှာအမျိုးသမီးတယောက်ရောက်လာအရင်ရက်တွေမှာအမျိုးသမီးတယောက်ရောက်လာအဲ့ဒီအမျိုးသမီးကတရားကဆုံးဖြတ်လို့မပြီးသေးဘူးဥပုသ်နေ့ဖြစ်လို့အမျိုးသမီးကဥပုသ်ဆောင်အချိန်ကလည်းမမီဘူးသမင်းချိုင်းကလည်းပါမလားတော့အမျိုးသမီးကလည်းဘလောက်စေရနာတရားထက်သန်တဲ့အမျိုးသမီးလဲဆိုဥပုသ်တော့အဖြတ်မခံဘူးပေါ့ဒီနေ့တနေ့မစားရလို့မသေးဘူးဆိုပြီးတော့ခံတွင်းနေပါလေဆေးကြောပြီးသွားတွေပါလေတိုက်ပြီးတော့ဥပုသ်ဆောင်မယ်ပေါ့မစားတော့ဘူးပေါ့မွန်းလွဲတော့မယ်12နာရီထိုးရင်ဟိုဘက်မစားတော့ဘူးဆိုမျိုးသမီးကဥပုသ်သီလစောင့်တည်ထားတာအဲ့ဒါကိုတိလိုက်တဲ့ပုံနာကြီးကသူဥယျင်ကနေပြီးတော့တရတိတခိုင်လာပြီးတော့ဥယျင်မှုကလာပေးအဲ့ဒီတရတိခိုင်တဲ့ကတရတိကိုအဲ့ဒီအမျိုးသမီးကိုပေးလိုက်တယ်တဲ့ဟောဒီတရတိလေးစားပြီးတော့အိမ်ပြန်မမိဘူးဆိုရင်တရတိလေးစားပြီးဥပုသ်ဆောင်လိုက်ပါပေါ့ဩဒါနကောင်းမှုလေးသူလုပ်လိုက်တယ်ဘုရင်ကြီးပြောထားတဲ့အတိုင်းညထက်ဝက်ကလေးညနေချမ်းအိမ်ပြန်တဲ့အခါမှာဥပုသ်လေးဆောက်တည်လိုက်ပြီးတော့ဥပုသ်ဆောင်လိုက်တယ်အဲ့ဒါသူလုပ်တဲ့ကုသိုလ်ပဲသူလုပ်ခဲ့တဲ့အကုသိုလ်တွေကဘာလို့ဆိုရင်နေ့ခါမှာတရားရုံးထိုင်ပြီးတော့မတရားတဲ့အမှုတွေကိုဆုံးဖြတ်တယ်တဲ့